ကိုဟမ်ကိုကသူ့ဆောင် ငါလည်းကိုကြီးတီးလို့လား ကိုမသိတော့မသိပါဘူးဒီတိုင်းပဲမေးကြည့်တာ ဟောဟိုဘောကိုကြီးမိမစောင်းနေတယ် ကိုမင်းမပြောလို့လေ ဟိုမှာလေဟိုဖုန်းကြောင်းလေအဲ့ကိုသွားတာ ဟောဖျားဝတ်တက်တာလား မဟုတ်ဘူးကိုညီမကိုကြီးမိမလေအဲ့ဖုန်းရဲ့တူမပေါ့ အဲ့ဒါတူမလာတယ်ဆိုတော့နည်းနည်းပေါ့ဟိုငါဖြိုးသီးလေးဗာလေးငါပေးမလားဆိုပြီးတော့လွှတ်လိုက်တာ အားတော့နားပါတယ်ညီမတို့တစ်ခုတော့ကိုကြီးမလာရင်ကို ဘာကိုကြီးရ ဟိုလူလေးအဲ့ညီမနောက်ကလိုက်ပြီးတော့နှောက်ချက်နေလို့ Oh no ဟောအဲ့ဒါကိုကြီးကဘယ်လိုကိုကြီးပြရမလဲ ညီမကသူ့သွားထိုးပေး ဘလို့သူ့ထိုးလို့ရမှာတော့သူသွားနေမှာပေါ့ညီမလေး သူကသူသွားနေရမဟုတ်ဘူးအဲ့လူကညီမကိုတက်တက်မဲ့ပြဿနာလိုက်ရှာနေတာဒီမှာလည်းမသိဘူး ဒါမဲ့ထိုးလို့တော့မဖြစ်ဘူးလေညီမလေးကို तू ကဆွဲလန်းလုံးနေတာမှမဟုတ်တာ ခေါ်ရရင်လည်းမဟုတ်ပေမဲ့လည်းကိုရဲ့ကိုညီမတယောက်လိုပဲသဘောထားပြီးတော့လေလိုက်ပြီးတော့ဖြည့်ရှင်းပေးပါလားညီမနဲ့အတူတူလိုက်ပြီးတော့အဲ့လူနဲ့စကားပြောလိုက်ရုံပဲဟာပြောနာအခုဖြည့်ရှင်းပေးတော့နည်းနည်းယောက်ျားလေးဆိုတော့လေအဲ့လိုမျိုးသူကယောက်ျားလေးဆိုညီမတယောက်တည်းမိန်းကလေးဖြစ်နေလို့လေကိုညီပါနော်ဖြစ်ပါမလားရတယ်ဖြည့်ရှင်းပေးရုံပဲ အေးလိုက်ဖို့မယ်တော်မစမောက်ကရှင်းနေဘိုင်ဝမ်ထိုးမယ်တဲ့ မဟုတ်လေဟဲ့ဘိုင်ဝမ်ထိုးမယ်လို့ပြောတာမဟုတ်ဘူးလေညီတော့ဖြစ်နေတဲ့ပြဿနာကိုဝင်ပြီးတော့ဖြေရှင်းပေးမယ်လို့ပြောတာကိုကြီးကထိုးတာကြိုက်တာဝါသနာမပါဘူး ပြောကြရနော်ဒါကျမကတောင်းယူဖြည့်ရှင်းပေးမယ်တဲ့အဲ့တော့ရှင်ပြောစီအရှာတွေအကုန်လုံးရှင်ဖြစ်ချင်တာတွေအကုန်လုံးကျမကိုနဲ့ပြောလိုက် ဟုတ်တယ် โอเคကျမသွားပြီ ကဲကိုညီလေးလို့ခုလို့လူကောင်းတယောက်အနေနဲ့ကွာကောင်မလေးတယောက်တော့ကောအောက်လိုက်ပြီးတော့လိုက်နှောက်ရှင်တယ်ဘာလို့နှောက်ရှောင်းလဲဘာပြဿနာရှိလဲ အဲ့ကလေးမကျွန်တော်စီကနေပြီးတော့ပတ်စံ15သိန်းအွန်လိုင်းကနေပြီးတော့ချီးသွားတာ ပတ်စံ15သိန်းရှိ ပတ် သွား စံ15သိန်းချီးသွားခုမန်လေးကိုပြန်ရောက်နေတယ်ကျွန်တော်ကတွေးလို့လိုက်ပြီးတောင်းနေတာပတ်စံ15သိန်းကျွန်တော်စီကချီးသွားတာ စွမ်းနာကောင်မလေးက ဟုတ်တယ်ဆွမ်းနာကောင် ညီလေးစီကပတ်စံ15သိန်းရှိသွားတာ ဟုတ်ပါအားကြောင့် ဩအဲ့ချတော့ကိုကြီးနဲ့မဆိုင်ဘူးကိုညီ မဆိုင်ဘူးလုံးတယ်လေကိုကြီးပြောတော့ကိုကြီးကသူ့အကိုဆို အမဟုတ်ဘူးသူနဲ့ကိုညီမသိဘူး ကိုကြီးပြောတော့ကိုကြီးကသူ့အကိုဆိုအဲ့ဒါကိုကြီးထဲမှာဖုံးပါတယ်အဲ့ဒါဖုံးပေးလိုက် ဖုန်းပေးရမှာ ဖုံးပေးလိုက် မဟုတ်ဘူးလေကိုညီဒီဖုန်းကလေးသိန်းငွေပဲတန်တယ်ဘာလို့လဲ ရတယ်ဖုံးလာပေးလိုက်ကျွန်တော်သင်ပြအောင်လုပ်ဖုံးလာပေးလိုက် ဒီဖုန်းပေးမှာ ရတယ်ကျွန်တော်ပေးလိုက် ဟုတ်တော့ဒီနေ့ဘယ်ရောက်သွားတယ်မသိဘူး ဟဲ့ဘယ်တော့ အေးခေါ်လာတော့ဘာလို့မှတော့ကျမတို့ကြာလိုက်ရှာနေရပေါ့ ဒီယောက်ျားဒီမှာငါ ဟေးယောက်ျားဘယ်လိုလုပ်ကိုလုံးတီးနေပါလား လုံးလေးချန်ခဲ့တာကိုညီကျေစုတယ်ဟုတ်